အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Gmail password မင်းနေရင်အသစ်ပြန်ပြီး password အသစ်ချိန်ပြီးသုံးလို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Gmail ထဲကိုဝင်လိုက်ပါမယ်Gmail ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့နာမည်စလုံး logo လေးပေါ့နော်ဒီညာဘက်တောက်မှာရှိတဲ့ဒီ8ဆိုတဲ့နေရာလေးအဲ့စလုံး logo လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီခုကျွန်တော်4000 white ပြတဲ့နေရာmanage your Google account ဆိုတာလေးတွေကိုဝင်ပေးရမှာပါပြီးရင်ကျွန်တော်တို့ဒီမှာတက်လေးတွေရှိတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီညာဘက်ကိုဆွဲလိုက်မယ်ဆိုရင်ခုကျွန်တော်4000 white တဲ့နေရာလေးမှာ security ဆိုတာလေးရှိပါတယ်ဗျအဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပြီးတော့ရင်တော့ကျွန်တော်တို့ဒီအောက်နားမှာရှိတဲ့ဒီ password ဆိုတာလေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ဗျဒီနေရာမှာကျွန်တော်တို့ရဲ့ fingerprint နဲ့လောက်ထားရင်လည်း fingerprint နဲ့ဝင်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီlost security password နဲ့လောက်ထားတာမို့အဲ့ password ရိုက်ထည့်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အသစ်ထည့်မယ်ပေါ့နော်အခုကစပြီးအသုံးပြုမယ်ထားမယ် password ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီအောက်ကနေရာမှာလဲဒီ confirm new password ဆိုတဲ့နေရာမှာလဲကျွန်တော်တို့အခုအပေါ်မှာထည့်ခဲ့တဲ့အတိုင်းပဲပုံစံတူထည့်ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကကိုထည့်ခြင်းတဲ့ password ထည့်ပြီးပြီဆိုရင်ဒီ chain password ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်ရပါပြီဗျဟုတ်ကဲ့ဒီနည်းလမ်းလေးအတိုင်းကျွန်တော်တို့ Gmail password မေ့နေသူတွေအတွက် password အသစ်ချိန်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုလည်းထူးပင်ကျေးဇူးတင်ရှိပါတယ်